ဒွန်နိုဗန်ရဲ့ပြောစကားကြောင့်ရိုမန်တီကာတယောက်အံ့အားသင့်စွာနဲ့ဗာပြောလိုက်တာလဲဆိုပြီးပြန်ပြေးလိုက်ပါတယ်ဒွန်နိုဗန်ကမင်းကိုနဲ့ချင်းတွေ့နိုင်မလားလို့လေရိုမန်တီကာကပြန်ပြေးလိုက်တယ်ငါတို့အရင်ကတနေ့ရမှတွေ့ဘူးကြလို့လားဒွန်နိုဗန်ကတော့ငွေဆောင်ငွေဖြစ်တဲ့နေ့တုန်းကကိုမင်းကိုမြင်မြင်ချင်းချစ်မိသွားတာရိုမန်တီကာကတော့လက်ကိုလွတ်လိုက်ပြီးငါကိုအချိန်နည်းနည်းလေးပေးပါငါတာကိုစဉ်းစားဖို့အချိန်နည်းနည်းလိုတယ်ဒွန်နိုဗန်ကရိုမန်တီကာကိုသူကလူကြီးလူကောင်းမှုရပါတယ်ပြန်ပြောလိုက်တယ်အဲဒီနောက်သူကပစ္စည်းတစ်ခုပေးလိုက်ပါတယ်ဒါကအကိုတို့နိုင်ငံကနိုင်တွေအလေးထားတစ်ခုပါကိုနှစ်သက်သဘောကျတဲ့သူကိုဓာအလားစင်ပစ္စည်းပေးကြတယ်လေပြီးတော့အဲ့ဒါနဲ့တူဒေါ်နိုဗန်ကလက်ကင်လေးကိုတွန်းလိုက်ချိန်မှာဆွဲကြိုးလေးတစ်ကုံထွက်ပေါ်လာပါတယ်ဒါကိုကိုယ့်ရဲ့စစ်မှန်တဲ့သဘောထားအမှတ်သင်္ကေတအဖြစ်ယူလိုက်ပါရိုမန်တီကာကတော့ဒါကအရင်များလုံးနာမို့ညှင်းဆန်နေပါတယ်ဒေါ်နိုဗန်ကတော့လက်ထဲကိုထည့်ပေးပြီးဝင်ဖို့အဖြစ်ပကံစားဖို့ပြောတယ်အဲ့ဒီနောက်ပီတာတန်းကအရက်သားတွေကိုဖေးဖဲ့ဖို့အော်ပြောပြီးထွက်ခွာသွားပါတယ်ရိုမန်တီကာတယောက်လက်ထဲကဆွဲကြိုးလေးကိုကြည့်နေချိန်ဒစီယာကဘေးကိုရောက်လာပြီးနင်ကတော်တော်ရည်ပန်းစားတဲ့သူပဲနော်ရိုမန်တီကာတယောက်လက်ဖြတ်သွားမှုကြောင့်အခန်းထဲကចောင်းသားတွေရဲ့အကြည့်တွေကြောက်ရောက်လာတယ်ရိုမန်တီကာကတော့လက်မီးခုံပေါ်ကလဲကျသွားချိန်ဒစီယာကငါ့ကိုတွေ့ရလို့နင်စိတ်လှရှားသွားတာမြင်ရတော့ငါပြောပါတယ်လေရိုမန်တီကာကတော့အံ့အားသင့်သွားလို့ဖြစ်ကြောင်းပြန်អော်လိုက်တယ်ဒစီယာကအကူကြီးလူသေးလားလို့မေးချိန်မှာရိုမန်တီကာကငါဟာထနိုင်တယ်ဟဲ့ရိုမန်တီကာကဒစီယာကိုဘာလို့ကျင်တာလဲလို့မေးလိုက်တယ်ဒစီယာကတစ်ချက်ကြည့်ပြီးပြောတယ်ငါကုန်းကကောင်းလိုမျိုးသူညီတဲ့ကမ်းလှမ်းမှုလုပ်ချင်တာရိုမန်တီကာကတော့ရော့ငါနဲ့လူမျိုးနဲ့ချင်းမတွေ့ချင်ဘူးလုံးဝပဲဒစီယာကချင်းတွေ့တဲ့ကမ်းလှမ်းမှုမဟုတ်ကြောင်းပြောချိန်မှာရိုမန်တီကာကတော့စိတ်မပါလို့လာမတော့ဖို့ပြောတယ်ဒစီယာကပြဿနာရှိလို့လာမိချိန်မှာရိုမန်တီကာကလက်ထဲကဆွဲကြိုးကိုပြလိုက်ပါတယ်ဒစီယာကတော့မျက်လုံးပြူသွားပါတယ်ရိုမန်တီကာကဒါကြောင့်ဖြစ်တာပြောပြီးသူ့နေရာမှာဆိုဘယ်ကွက်သွားမလဲလို့ဒစီယာကိုမိတယ်သူမကထူးချွန်ဆုံးအယ်ဖာအဖွဲ့ကပဲအောင်မြင်မှုရဖို့အာမခံနိုင်မှာလားဒါမှမဟုတ်ကြောင်ရလူတယောက်ကထောင်ထားတဲ့ဗီတာအဖွဲ့တစ်ခုကလားဒစီယာကတော့စိတ်ထဲကနေရိုမန်တီကာနေရွေးချက်ပြီးပြီဆိုတာကိုငါသိတယ်နေဆုံးဖက်ချက်ကိုပြောင်းအောင်လုပ်ဖို့ကလည်းခက်တယ်ဆိုတာကိုငါသိပါတယ်ဒါပေမဲ့နေဆုံးဖက်လိုက်တာကအနာဂတ်မှာနင့်ကိုတေးဖို့ဥတည်စေလိမ့်မယ်ဒစီယာကတပင်းချပြီးသူလုံးနိုင်တာဘာမှမရှိဘူးနဲ့တူတယ်ဟုပြောချိန်ရိုမန်တီကာကအမှန်ပဲအခုငါနာကမြန်မြန်လေးဒိုးပြီးငါ့ကိုတယောက်တည်းထားခဲ့လိုက်ဒစီယာကဘောင်းမီအိတ်ကထဲကတခုကိုနှိုက်ပြီးဒါကိုကြည့်ပေးနိုင်မလားပြောတယ်အဲ့ဒီနောက်တေးသက်စွာခောက်ထားတဲ့ဆောက်ရွက်လေးကိုစပွဲပေါ်တင်ပေးလိုက်ပါတယ်ရိုမန်တီကာကတော့ဝိုးအရင်အတိတ်ကြတာပဲဒီနေ့ခေတ်မှာဘသူကစာတွေရေးသေးတာလဲဒစီယာကစာကိုဂယုမဆိုင်ရင်တေချာလေးဖြည့်ဆည်းပြဖို့အကြံပေးပြရစီဘာလို့ဆိုစာထဲမှာပါတာကနေရလျှို့ဝှက်ချက်ကြီးမလို့ပဲရိုမန်တီကာတယောက်စာကိုတခြားဖွင့်ပြီးဖတ်လိုက်ပါတယ်အဲ့ဒီနောက်စာရွက်ကိုလုံးချိလိုက်တယ်ဒစီယာကတော့သူနဲ့စကားပြောဖို့စိတ်ပါပြီးလာမိတယ်ရိုမန်တီကာကတော့စာရေးစပွဲကိုဝုန်းဝန်းနဲ့ရဲလိုက်တာကြောင့်တောင်းသားတွေကဘာဖြစ်တာလဲဆိုပြီးကြည့်လိုက်ကြတယ်ဒစီယာကတော့အခုချိန်နေစညံပေါ်လို့ရအောင်မလုပ်တာအကောင်းဆုံးဖြစ်မယ်နော်ဒီလျှို့ဝှက်ချက်ကိုနင်းနဲ့ငါနဲ့နှစ်ယောက်ကြားထဲထားပေးမယ်ရိုမန်တီကာကဒါတွေနေမလို့သိလဲမိပါတယ်ဒစီယာကတော့ပြောလိုက်တယ်ဒါကိုနင်းသိတယ်မဟုတ်လားနင်ဘာလို့ဒီနေရာကိုရောက်လာရလဲဆိုတဲ့အကြောင်းပဲချက်နင်ဗီတာတန်းကိုဘာလို့အပိုးခံရလဲဆိုတဲ့အကြောင်းပဲချက်ရိုမန်တီကာကတော့အန်ကိုသိထားပါတယ်ဒစီယာကစာထဲမှာပါတဲ့အရာကိုပြောချိန်မှာရိုမန်တီကာကတော့ဒေါသထွက်နေတယ်ဒစီယာကလူရမ်းများလို့အပြင်မှာထွက်ပြောဖို့ပြောပါတယ်ရိုမန်တီကာကလည်းလက်ခံပြီးနှစ်ယောက်သားလူသူကင်းတဲ့အပြင်ကိုရောက်လာတယ်ရိုမန်တီကာကတခြားသူတွေကိုပါပြောပြထားသေးလားမေးချိန်ဒစီယာကတော့ငါ့ကိုငါလွယ်ပြီးဘယ်သူမှမပြောရသေးဘူးဒါပေမဲ့ professor အများစုကတော့သိကြတယ်ဗီတာတန်းကိုအပို့ခံရတာတခြားဘာအကြောင်းပြချက်ဖြစ်နိုင်မှာလဲရိုမန်တီကာကဒေါသတကြီးပြောတယ်ဒီအကယ်ဒမီကပရီလီချာနိုင်ငံနဲ့မိုင်မုံရချီဝေးတာသူတို့ဒါကိုသိရမဖြစ်နိုင်ဘူးဒစီယာကတော့ငင်ကလူတယောက်အချက်လက်ကိုရှာနိုင်တဲ့ Hyperion Academy ရဲ့ဆွမ်းဆောင်နိုင်စွမ်းကိုရှော့တက်တာပဲမိမိသားစုကပရီလီချာနိုင်ငံမှာကုသရေးဝန်ကြီးလုပ်ပြီးကျေဝါချမ်းသာလာတဲ့ကွန်တယ်တွေမိသားစုကအရင်ကအရက်သားဖြစ်ခဲ့ပူပြီးမိသားစုအတွက်တောင်ပိုင်းမှာအစစ်နှိပ်ဘာရုံကိုလက်ထိုးခဲ့တယ်ဘာရုံဘက်ကိုဝယ်ပြီးတဲ့နောက်မိသားစုနောက်ဆုံးနှစ်မြေက Airy ဖြစ်လာတယ်အဲ့ဒါတွေအကုန်လုံးကနင်းအသက်၄နှစ်အရွယ်မှာဖြစ်ခဲ့တာမလားနင်ဘလောက်ပဲအထက်ထန်းလာတယောက်လို့ညင်းပါစေမိသားစုအရက်သားဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကညင်းလို့မရဘူးနောက်တစ်ခုနေမှထားရမှာကဘလူးမွန်ဖွဲ့ရဲ့အကြီးအကဲ Professor Nifeka ကဒီအမျိုးကိုတည်တဲ့ Professor တွေကတယောက်ပဲပြီးတော့သူကအရက်သားတွေကိုယူရှာမုန်းနေတဲ့သူရိုမန်တီကာကတော့ဒေါ်နိုဗန်ကသူ့ကိုကောက်ဝဲမှာဖြစ်ကြောင်းပြောတယ်ဒစီယာကတော့သူသာအရက်သားတွေကိုဘလို့ဆက်ဆံကြလဲတွေ့ရင်ဒီလိုဖြစ်လာမှာမဟုတ်တာသိမယ်လို့ငါပြောရတယ်ရိုမန်တီကာကတော့ဒေါ်နိုဗန်ရဲ့အရက်သားတွေအပေါ်ယွန်းချစာပြောဆိုမှုကိုပြန်တွေးမိသွားတယ်ဒစီယာကဘာလို့မလဲမေးချိန်မှာရိုမန်တီကာကနေငါ့ကိုအတင်းအကျပ်အဖက်ဝင်လုပ်ဖို့ခိုင်းတာကအားလုံးအဆင်ပြေမယ်ထင်လို့လားအဲ့အခါဒစီယာကဟုတ်သားပဲအချိန်တစ်ခုငါနဲ့ငုံပေးမယ်လीတလငါ့ဘက်မှာနင်တလနေပြီးလို့မှအဲ့ဒါကိုမုန်းနေသေးရင်အချိန်မျိုးထွက်သွားလို့ရတယ်ရိုမန်တီကာကတော့ဒီကောသူပြောတာကိုဘာမှယုံစားလို့မရဘူးဒစီယာကလက်ကမ်းချေရိုမန်တီကာကဘလို့တာလဲမိတယ်ဒစီယာကတော့လက်ဆွဲနှုတ်ဆက်တာလို့ခေါ်ရပြောပြီးမိလိုက်တယ်နင်ငါ့ဖွဲ့တဲ့ကိုဝင်မယ်မလားရိုမန်တီကာကတော့မတက်တာတဲ့ပုံစံနဲ့လက်ဆွဲနှုတ်ဆက်ပြီးပြောလိုက်တယ်နင်သိလားဘုံမဲဆောင်ငွေတုန်းကနင်ကတော်တော်စိတ်ပြတ်ဖို့ကောင်းခဲ့တာဒစီယာကသိရလို့ပြန်ပြေးတယ်ရိုမန်တီကာတယောက်ထမင်းစားကန်းကမာကျော်တဲ့ပေါမုတ်ကိုချိုးနေရွန်စီယာကြီးမာလိုက်တာလို့ညီးတွားနေတယ်ပြီးတော့ရှေ့ကဒစီယာကိုတန်မျိုးတွေတကယ်စားလိုက်တာလားလို့ပလုတ်ပလောင်းနဲ့မေးလိုက်တယ်ဒစီယာကတော့စားမရတာမဟုတ်ပဲ
အောက်အသားတက်တာတယ်လို့ဖြေလိုက်တယ်ရိုမန်တီကာကတော့ပေါင်မုံနဲ့အနှစ်ကိုတို့စားရင်အဖွဲတစ်ခုထောင်ရတာခက်ခဲတယ်ဆိုတာနင်သိတယ်မလားအခုကငါတို့2ယောက်ပဲရှိတယ်တရားဝင်အဖွဲ့ဖြစ်ဖို့3ယောက်လိုတယ်ဗီတာအတန်းမှာထင်ရှားတဲ့အဖွဲ့နဲ့ငယ်ရှိပြီးသားအပြင်ចောင်းသားအစ်စ်တွေကလည်းအဲ့အဖွဲ့တွေကိုပဲဝင်ကြမှာနင်အဖွဲ့ကနာမည်မရှိတော့အဖွဲ့ဝင်အစ်စ်ရှာဖို့ခက်ခဲလိမ့်မယ်နော်ဒါနဲ့ပတ်သက်ပြီးနင်ဘာမှမပြောတော့ဘူးလားဒစီယာကတော့ပြုံးပြီးနင်အရင်ကတော့အဖွဲ့ကအရန်ဆိုးရတယ်ဆိုပြီးအခုကျအဖွဲ့ကိုတော်တော်လေးဂရုစိုက်တဲ့ပုံပဲနင်တရားဝင်အဖွဲ့ဝင်ဖြစ်ဖို့ဆုံးဖြတ်လိုက်ပြီလားရိုမန်တီကာကတော့ရှက်ကိုရှက်ကန်ဒေါသထွက်စွာနဲ့အဖွဲ့ချက်ချုံးသားရင်စိတ်ပျက်စရာဖြစ်မှာမို့သူကပဲဂရုစိုက်နေရကြောင်းပြောနေတယ်ဒစီယာကိုလည်းပြုံးနေတာရက်ဖို့ပြောပြီးမိုးစားနဲ့ပြစ်ပေါက်လိုက်တယ်ဒစီယာကတော့စိတ်မပွားနဲ့ငါနဲ့တည်တဲ့ professor စီကနေခွင့်ပြုချက်ရပြီးသားပါတခြားအဖွဲ့ဝင်ကလည်းငါစိတ်ထဲမှာရှိပြီးသားအဲ့လူကိုဖျောင်းဖျောက်ဖို့ပဲလိုတာအဲနောက်ဒစီယာနဲ့ရိုမန်တီကာတို့အစာအုပ်တစ်ခုထမ်းရောက်လာတယ်နှစ်ယောက်သားရှောင်းလန်းလာရင်ရိုမန်တီကာကတော့စိတ်ထဲကသူကဘယ်သူလဲမေးနေပါတယ်ဒစီယာကဖြေတယ်ပရန်ရှနိုက်ဒါလို့ခေါ်တယ်တိုက်ခိုက်ရေးစီလေးနဲ့ပြည့်နေတယ်အစာအုပ်တစ်ခုအတွင်းမှာចောင်းသားများရောက်ရှိနေတယ်ရိုမန်တီကာနဲ့ဒစီယာတို့ကလည်းပွဲကြည့်စင်မှာထိုင်နေကြတယ်ရိုမန်တီကာကတော့ဒစီယာကိုအဖွဲ့ဝင်နမီနဲ့ထိုသူကဒီနေရာမှာရှိကြတာလို့မေးနေတယ်ဒစီယာကစိတ်ထဲကနေပရန်ရှနိုက်ဒါကအရေးကဘာထဲမှာ9နှစ်ရှင်တန်ခဲ့တဲ့ဗီတာအတန်တာသမားတစ်ယောက်ပဲထူးချွန်တဲ့ပါရမီစ조사အထောက်မှုကိုတွန်းအားပေးမှုဒါတွေကိုကြည့်ပြီးလူတိုင်းကသူဟာတကယ်ဓာသမားဖြစ်ကြောင်းပြောနိုင်တယ်ဒစီယာကရိုမန်တီကာအမေကိုပြန်ဖြေတယ်သူကအလွန်ပါရမီကောင်းတဲ့ဓာသမားပဲဗီတာအတန်မှာအစွမ်းထက်ဆုံးတော့ပြောနိုင်တယ်ရိုမန်တီကာကတော့ထိုလူကိုတွေ့ကျင်နေပါတယ်ပြောနေရင်ထိုလူရောက်လာလို့ဒစီယာကရိုမန်တီကာကိုပြောတယ်ရိုမန်တီကာကသိကျင်စိတ်နဲ့ကြည့်လိုက်တယ်စပင်အပြာရောင်နဲ့အကောင်လေးတစ်ယောက်ဟာသွေးပူလေးချင်းကန်ပြုတ်လို့နေပါတယ်သူ့မှာချစ်ဖို့ကောင်းတဲ့မျက်နှာတစ်ခုကိုပိုင်ဆိုင်ထားပါတယ်ပရန်တယောက်ကသွေးပူလေးချင်းကန်လုံနေခဲ့တယ်ရိုမန်တီကာကတော့ပရန်ရဲ့ချစ်စရာကောင်းသောပုံစံလေးအောက်မှာကြာရှုံးပြီးဘာနဲ့မှနှိုင်းမရလောက်အောင်ချစ်ဖို့ကောင်းတယ်လို့ပြောနေပါတယ်ဒစီယာကိုလည်းချစ်စရာလေးဆိုတဲ့အဓိပ္ပာယ်အတွက်ဖြစ်တည်လာတဲ့ပရန်ကိုသူကဒီအချိန်ထိမသိရလို့ရန်လုံမေးနေတယ်ပရန်ကိုချစ်ဖို့ကောင်းလို့ဘဝကြီးတစ်ခုလုံးရင်းရရင်တော့မွေးစားခြင်းနဲ့ဆိုပြီးပြောတဲ့အပြင်တရေတများများပင်ကြာနေပါတယ်ဒီအချိန်မှာပရန်ကတက်သားသားတွေထားတဲ့နေရာကိုသွားပြီးဓာရွေးဖို့လုပ်နေတယ်အဲ့ဒီနောက်ဓာလက်ကောင်ကိုကင်လိုက်တယ်ဒစီယာကတော့ဓာကိုကြည့်ပြီးမျက်လုံးပြူသွားပါတယ်ပရန်ကတက်သားသားကြီးတစ်လက်ကိုကင်ထားပါတယ်ဒစီယာကတော့စိတ်ထဲကနေတရှိတစ်လက်လားငါမျက်မှတ်မှသားတာလားဟင်းသူကအသွားတော်ကိုကင်တာကိုငါသိချာမှတ်မိပါတယ်ဒီအချိန်မှာပရန်ရဲ့စပင်းနီကျောင်းသားတို့ကစင်မြင့်ထက်မှာမျက်နှာချင်းဆိုင်ရက်နေတယ်သူကျောင်းသားကပရန်ကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်ပရန်ကတော့ယဉ်ကျေးစွာနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကဗီတာတန်းကပရန်ရှနိုက်ဒါပါစပင်းနီနဲ့ကျောင်းသားကတော့ဗီတာတန်းကမင်းတို့ယူဖို့ကောင်းတဲ့ကောင်မျိုးတွေကိုငါဘယ်တော့မှကြက်ကြက်နက်နက်နှုတ်ဆက်မှာမဟုတ်ဘူးဒီအချိန်မှာပဲတိုက်ပွဲစင်မြင့်ထက်ကဒိုင်လူကြီးရဲ့စကားတန်ထွက်ပေါ်လာတယ်တိုက်ကြထို့နောက်အလန်နီကိုအောက်သို့ချလိုက်တာနဲ့တပြိုင်နက်ပရန်ကကိုဆန်နီကိုဓာတ်နဲ့ဘေးကိုခုတ်လိုက်တယ်ကိုဆန်နီကလည်းပြန်ပြီးကာတယ်တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ရှောင်းလင်းထိုးနဲ့ခုတ်သေးတိုက်ခိုက်နေကြပါတယ်ပရန်ကလက်နှစ်ဖက်နဲ့ဓာတ်ကိုမြောက်ပြီးမန်သွင်းကခုတ်ပိုင်းလိုက်ပြန်တယ်ဒါပေမဲ့ကိုဆန်နီရဲ့အရှောင်ကောင်းမှုကြောင့်စင်မြင့်ရဲ့ကျန်းကင်းလွှာပဲကွက်အပ်သွားရပါတယ်ဒစီယာကတော့စိတ်ထဲကနေသူကသူ့ဓာတ်ကိုနေရာနဲ့မစင်မငင်လွှဲရမ်းနေတာဘာလို့အတော်ဓာတ်ကိုသူမသုံးတာလဲဒီအချိန်မှာတစ်ဖက်ကကိုဆန်နီကအံကိုကြိတ်ပြီးဓာတ်ကိုနောက်လွှဲကအရှိန်ဟုန်နဲ့ပရန်စီပြုတ်ဝင်လာတယ်ပရန်ကဓာတ်ပြားကြီးနဲ့ကာလိုက်တယ်ကိုဆန်နီကအသက်ရှူကိုမပေးဘဲဒရက်ဆက်ထိုးစစ်ဆင်တယ်ပရန်ကတိုက်ခိုက်နေရင်စိတ်ထဲကနေသူ့ရဲ့တိုက်ခိုက်တဲ့အမြန်လုံးကယူလောက်เสียရပဲငါအခုလည်းတစ်ခုရှာဖို့လိုတယ်အကယ်၍မရှာနိုင်ဘူးဆိုရင်ငါရအောင်ဖန်တီးရမယ်ကိုဆန်နီကတော့ဓာတ်ကိုချိန်ရပြီးပရန်ကိုထိုးသွင်းဖို့ဦးတည်လိုက်တယ်ပရန်ကတော့အခုပဲဆိုပြီးငုံပြီးရှောင်လိုက်တဲ့အပြင်ဓာတ်ကိုလည်းမြှောက်လိုက်တယ်ဒါပေမဲ့ဒီအချိန်မှာပဲကိုဆန်နီကတော့ပေါ်အောင်ပြုံးလိုက်ပါတယ်ပရန်ကအယောင်ပြလားဆိုပြီးမျက်လုံးပြူသွားချိန်မှာကိုဆန်နီရဲ့ပရန်ဓာတ်ကင်ထားတဲ့လက်ကိုအားကုန်တိုက်ခိုက်မှုကြောင့်ပရန်ဓာတ်ကလွင့်ထွက်သွားတယ်လို့ပရန်လည်းစင်မြင့်ထက်မှာပွင့်ရသားလေးထိုင်ကျသွားခဲ့ပါတယ်ပရန်ကဓာတ်ကိုလှမ်းကြည့်ပြီးပြောလိုက်တယ်ကျွန်တော်ရှုံးသွားပြီကိုဆန်နီကတော့မျက်မှောင်ကျုပ်ပြီးကြည့်နေခဲ့တယ်ရိုမန်တီကာကတော့ပရန်ရဲ့လှုပ်ရှားတာနဲ့တင်ပင်ပန်းနေမှုနဲ့လက်တင်တူဦးတော်မလုပ်တဲ့အမှားမျိုးလုပ်တာကြောင့်တန်တရားဝင်စာနဲ့ဒစီယာကိုမင်းနေတယ်အဖွဲ့ထဲဝင်မှုတခြားသူရှာဖို့တော့အကြံပေးနေပါတယ်ဒစီယာကတော့ပရန်ကိုသာကြည့်နေခဲ့တယ်ဒီအချိန်မှာပရန်ကတခုခုကိုမြင်လိုက်တယ်လို့ရိုမန်တီကာကလည်းမျက်လုံးပြူသွားတယ်ကိုဆန်နီကဒေါသထက်နေတဲ့မျက်ဝန်းနေတဲ့ပရန်ကိုလက်သီးနဲ့ချင်းရင်ကမင်းပါလောက်တာလည်းမေးပြီးထိုးနှက်ချလိုက်ပါတယ်